ကုသမင်းနဲ့ပပဝတီတို့ဇလမ်းမှာကြည့်မယ်ဆိုရင်နှစ်ဦးစလုံးဟာဆူတောင်းခဲ့ကြတာတစ်ချိန်တုန်းကဘဝတစ်ခုမှာကုသမင်းနဲ့ပပဝတီအလောင်းတို့ဟာမကြီးနဲ့မတ်တော်ကြတယ်ထင်ပါကုသမင်းအလောင်းအကိုနဲ့ပပဝတီလောင်းအမျိုးသမီးကအိမ်တော်ကြတယ်သူကမတ်တော်မှာပေါ့နော်မတ်တော်ခဲအိုလိုလားမသိပါဘူးအဲ့လိုတော်တဲ့အခါမှာချစ်ကန်ဆိုတော့သူတို့သိမတည့်ခြင်းမတည့်ကြဘူးတနေ့ကျတော့အဲ့ဒီအိမ်မှာမုန်းလို့တယ်သူကတောသွားနေတယ်သူ့ရဲ့မေကြီးကမုန်းလို့ပြီးတော့စားကြတယ်သူ့အတွက်ကိုမုန်းချန်ထားတယ်သို့တော့ပိစိကဗုဒ္ဓတဆူရောက်လာတဲ့အခါကျတော့တခြားလောင်းစရာမရှိတော့သူ့အတွက်ချန်ထားတဲ့မုန့်ကိုလှူလိုက်တယ်ပိစိကဗုဒ္ဓတပိတ်ထဲလဲထဲလိုက်ရောသူကတောကပြန်ရောက်လာတော့ငါမောင်မင်းအတွက်မုန်းချန်ထားတာအခုပိစိကဗုဒ္ဓရှိတော့ငါတို့လှူလိုက်ပြီဆိုတာရုမလုပ်ဘဲနဲ့သူကပါလို့တော့ကိုမုံတော့ကိုမလှူဘဲနဲ့သူများမုံခမရတော့ကိုမုံတော့ကိုစားတယ်သူများမုံကြတော့လှူပြရမလားဆိုပိစိကဗုဒ္ဓတပိတ်ပေါ်လိုက်ပြီးတော့လူယူလာတယ်ပြေးပြီးတော့နောက်ကလိုက်ပြီးသူ့မုံပြန်ယူလာအဲ့ဒီတော့ဟိုမျိုးသမီးကရှက်လဲရှက်ပိစိကဗုဒ္ဓပေါ်မှာလဲအာနာတော့သူ့အမေအိမ်ပြေးပြီးတော့ထောမအိုးကြီးကိုယူလာတယ်ယူလာပြီးတော့ပိစိကဗုဒ္ဓအရှင်မြတ်ရဲ့တပိတ်ထဲကိုထောပတ်တွေလောင်းထည့်ပြီးတော့အဲ့ဒီချိန်မှာသူဆူတောင်းလိုက်တယ်ဆူတောင်းဆိုတာကောင်းတာလည်းရှိမကောင်းတာလည်းရှိသူဆူတောင်းဖို့ကဘာလို့ဆိုဒီကုသိုလ်ကောင်းမှုရဲ့စွမ်းအားကြောင့်တဲ့ဖြစ်လျက်ဘဝမှာတဲ့သူ့ရဲ့ခန္ဓာကိုယ်ကဟောဒီထောပတ်အယောင်နေတောက်နေတယ်လို့သူခန္ဓာကိုယ်မှာအယောင်နေထွက်ပြရစေဒါမို့ပပဆိုတာအယောင်ဝတ္တိကရှိတာခန္ဓာကိုယ်ကအယောင်ထွက်နေတဲ့အမျိုးသမီးနာမည်ကပပဝတ္တိဗမာပြည်မှာတော့ပပဝတ္တိဆိုတာပပဆိုရင်တော့မဟုတ်ဘူးပဘာခုံးနဲ့မှမှန်တယ်ပပဆိုတာအယောင်နော်ပပဆိုရင်တော့ဘာအဓိပ္ပာယ်မှမရှိဘူးပဆိုတာရေအိုးစင်ပဲနော်ပဆောင်နှလုံးဆိုရင်ရေအိုးစင်ဖြစ်သွားတယ်ပဝတ္တိခန္ဓာကိုယ်အသားအရောင်ကနေပြီးတော့တောက်ပြောင်နေတဲ့အမျိုးသမီးတို့ဆုတောင်းလိုက်တာဒီဌာနရဲ့စွမ်းကြောင့်ဟောဒီထောပတ်လေးအစင်လှတယ်လို့ဖြစ်လျက်ဘဝမှာဒုက္ခနာကိုအယောင်တလဲလဲထွက်ပါစေအချောဆုံးအလှဆုံးလဲဖြစ်ပြရစေနှစ်ခုနောက်တစ်ခါထပ်ပြီးတော့စိတ်ကလည်းဆိုးနေတာဆိုတော့ဟောဒီလူယုတ်မှနဲ့လဲဒါလေးကပါသေးတာဟောဒီလူယုတ်မှနဲ့လဲဘယ်တော့မှအတုမနေပါရစေနဲ့သူတောင်းတာအဲ့ဒါတော့ဒေါသနဲ့တောင်းလိုက်တာဒီလူယုတ်မှနဲ့လဲဘယ်တော့မှအတုမနေပါရစေနဲ့သူဆုတောင်းတာကိုကြားတဲ့အခါကုသမင်းအလောင်းကမခံနိုင်ဘူးမခံနိုင်တော့သူ့လက်ထက်ကမုံကိုပြေးပြီးတော့ပိစိကဗုဒ္ဓရဲ့တပိတ်ထဲပြန်ထည့်တယ်ပြန်နှုတ်တယ်ပြန်နှုတ်ပြီးတော့လေသူကပြန်ပြီးတော့ဆုတောင်းတယ်အရှင်ဘုရားတဲ့ဒီကုသိုလ်ကောင်းမှုကြောင့်
ဟောဒီမိမယူဆနာတရားဝေးกว่าတဲ့နေရာပဲဖြစ်ပါစေတပည့်တော်မရရအောင်ယူနိုင်ပါရစေဆိုပြီးတော့တာနော်အဲ့တော့ကလေးသားခြေတာပေါ့နော်သူ့ကိုမရရအောင်ယူနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေဆိုအဲ့ဒါကုသမင်းနဲ့ဘဝဝိဇ္ဇလမအဲ့ဒါလို့ဆုတောင်းခဲ့ကြတာလေပေါ့အဲ့ဒီဆုတောင်းမှုတွေကြောင့်သူတို့ဘဝဟာအချင်းချင်းစိတ်ဆင်းရဲမှုတွေနဲ့ကြုံခဲ့ရတယ်ကိုယ်ဆုတောင်းတဲ့ကိုယ်ဒုက္ခရောက်နေကြတာလေကုသမင်းကြီးကအယုဆိုးကြည်တံဒေါသနဲ့ပြန်ယူခဲ့တာကြောင့်အယုဆိုးကြည်တံတယ်ပပဝတီကိုချောလိုက်ရတာနော်ဩရိန္ဒေဘဝရောက်လို့ရောက်ဖြာရက်တဲ့လူဘဝရောက်လို့ရောက်အမျိုးစုံပပဝတီနဲ့တွေ့ဖို့ကြံစီရတဲ့အလုပ်တွေသူ့မှာကိုယ်ဤဆင်းရဲခြင်းစိတ်ဤဆင်းရဲခြင်းနဲ့ရှင်မရင်ဖြစ်ပါလေရဲ့ဘုရင်ရဲ့စီစဉ်ကိုချမ်းသာသာမခံစားရဘူးခိုးကလည်းသူ့ကိုမုန်းလိုက်တာမပြောနဲ့အဲ့လိုနဲ့သူတို့ရဲ့အိမ်တောင်ဘက်ဟာစဉ်းစားတာကြည့်နော်ဆူတောင်းနေမှားလာခဲ့ကြတယ်အဲ့တော့တန်တရားထဲမှာဆူတောင်းတာဟာအကောင်းတောင်းတာတောင်းမှပဲအကောင်းကြီးမရဘူးအခုလိုဒုက္ခပေးတဲ့ဆူတောင်းနေဟာသူတို့ပဲအပြန်အလှန်နှိပ်စက်တာကိုခံရတယ်ပါဝဝတီကလည်းအကြီးကျယ်စိတ်ဆင်းရဲရတယ်ကုသမင်းကြီးကလည်းအကြီးကျယ်စိတ်ဆင်းရတယ်ဆိုတာဒီဒုက္ခတွေကိုသူတို့ဟာဆူတောင်းတဲ့ကနေရလိုက်တဲ့ဒုက္ခတွေလို့ဒီလိုမှတ်ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့တန်တရားတွေကဆူတောင်းနေဟာအကောင်းကြီးမရနိုင်ဘူးဒါကြောင့်မို့ဆူတောင်းမမှားစေရဘူးပေါ့ဆူတောင်းမမှားစေရဘူးဆူတောင်းမှားပြီဆိုရင်လူတွေဟာစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေနဲ့အမျိုးစုံကြုံရဒါကြောင့်မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့လာတဲ့အခါမှာအကောင်းဆုံးဖြစ်တဲ့ဆုကိုပဲတောင်းတဲ့တောင်းတိုက်တယ်ပေါ့စัจ जा ဆိုတာမပါတဲ့ဆုသည်အကောင်းဆုံးပဲ